တရားတော်နေရမျိုးဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့ရန်သူပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီကောနော်ဒီ Shadow Fight တွေမှာရှိရဲကျွန်တော် Final Boss နှစ်ယောက်ကိုကျွန်တော်တတ်သွားမှာဖြစ်ပါတယ်Final Boss ကဘယ်သူလဲဆိုတော့ဒီ Lance ရဲ့ဒီဟာမတ်ရေပေါ့နော်ဟာမတ်ဆိုတော့ဒီကမောင်းနဲ့ဖိုးတော့ပေါ့ဒါ Final Boss stage ပေါ့နော်ကျွန်တော်ဒီဘက်မြေပုံမှာရောက်လာဒီ Final Boss stage ဟာမတ်ကိုကျွန်တော်တတ်မှာပဲပါတယ်ကဲဆိုတော့ဒီလေးမစတင်ရင်ကျွန်တော်ကို like and share subscribe လေးနဲ့အားပေးကြကြပါဦးကဲဒီမှာကျွန်တော်ပေါ့နော်ဒီမှာလောတယ်တော့ဒီမှာဒါလေး line နဲ့ဒီတော့အဆင်းတော့မြင့်ထားတယ်โอเคအဲ့တော့လည်းအဆင်းမြင့်ပြီးကျွန်တော်နောက်ဆိုရင်ဒီကောင်ရဲ့လက်သေးကိုလာယူမယ်ဗျာတလားအဲ့တော့လောတယ်တော့ဒီမှာဒီကောင်က easy move ဖြစ်နေတယ်ခင်ကျွန်တော်လောတယ်တော့လက်တွေစုံနေဆိုတော့ဒီကန်ဆိုတဲ့ကောင်ပတ်ပြီဒီကောင်ကကွန်ဖူးသမားဟာလားကွန်ဖူးသမားလေးလားကွန်ဖူးသမားလေးကိုဖူးကွန်သမားလေးဖြစ်အောင်လုပ်ပေးလိုက်ပြန်မယ်ပါအစီရရဲ့နီခိန်ဟာလားခိန်ဟောလက်သီးနဲ့ထိုးတာကျွန်တော်ကလည်းလက်သီးနဲ့ထိုးခြင်းလို့ဒီကောင်စောင့်နေလားရှင်းကင်မဟာမရောက်မင်းကိုလက်သီးနဲ့ထိုးခြင်းလို့စောင့်နေတာကောင်လေးရဲ့ဟုတ်ပါကင်မောက်ပြန်ပြီးရော့အမဟုတ်မချက်3ချက်ရော့အမ4ချက်ဟောရော့အေးကိုအဲ့တော့ခုတက်ပြီးမမိပါဘူးကွာအဲ့ဒီကောင်ကဝိုက်ကန်ကန်သွားကြီးရော့အမတစ်ထောင်တက်ချက်မင်းကလည်းသေပြီဗောဒါပဲလေရန်သူကိုမပါမှတ်ချင်းမှတ်ရန်သူကိုချင်းမှတ်ဟုတ်တယ်ဒီကွာကဲကန်နေအော်ရောငါတစ်ထောင်နဲ့တိုင်ပြီဟုတ်တယ်ကောင်းအော်ရောဟုတ်တယ်ဟိုကန်သွားမှာအော်ခိုးရမရဘူးရော့အော်ရောနှစ်ချက်မိပါရောရော့အော်ဟုတ်တယ်ရော့အမအောက်ကိုချရော့အမတပည့်ရော့အမချက်အော်ရောဟုတ်တယ်ငါတပည့် strike နဲ့ရိုက်သွားတယ်ရော့အမဝိုက်ကန်ရော့အမနှစ်ချက်ဒါပဲမင်းရတယ်မင်းရတယ်ချောင်းကိုင်လာတဲ့ကောင်ရဲ့လက်ကိုမင်းဘာမှမှန်အဲ့ဒါဆန်ဆေးရတော့ပါရင်ပါဘောနော်ကဲကျွန်တော်ဒီကောင်လက်နဲ့ကိုတွားယူမှာဘောနော်ဒီကောင်လက်နဲ့ကိုတွားယူမယ်โอเคlance ပေါ့နော်လက်ရန်ကျွန်တော်မနေ့ကဟိုတစ်ခေါက်ပြီးတော့ပြောရငရန်ပေါ့နော်ဟာနေမလေးတေးပါလိမ့်မလေးကျွန်တော်ကွန်ဖူးသမားနဲ့လက်သီးနဲ့ချင်းတို့တော့လက်နဲ့မပါခဲ့ဘူးဒီကောင်တော့ကျွန်တော်လက်နဲ့ချမယ်警告中国の美女 TikToker が現れました取り込み割り内に入れることができますရော့အဲ့မှာဒီလမ်းနဲ့မိုက်တယ်တော့ range ကတော့ရှီရော့ဒီကအဝေးရတမ်းမယ်ဆိုတော့အနိကတိကအခုရှိတဲ့ကောင်ကဒီကောင်လည်းကအဝေးဆိုတော့ကောင်းတယ်ဒီအနိကတိဆိုတော့တိတ်ပြီးတော့မပိုင်ဘူးပေါ့နော်အနိကတိကတော့ဟုတ်တယ်အော်ရငါဟုတ်တယ်ကောင်းပါအော်အေးဟုတ်တယ်ရော့ဟုတ်တယ်ဟာအမလီဆရာကြီးပေါ့ရော့မင်းလားကွာဆရာကြီးအော်ဟုတ်တယ်ရော့အမစကန်ပေးလိုက်မယ်ဘာမှတ်နေမင်းစကန်ပေးလိုက်ပြီဟလားစကန်ပေးလိုက်ပြီဆိုတော့ round 2စပြီဗျာ okay let's go round 2အော်ရော့အမမင်းကငါ့ကိုဝါနဲ့ပြစ်ချင်တာစက်ကြနဲ့မင်းပြစ်ချင်တာလေရော့အမရော့ဟုတ်ပြီရော့အမအော်ရော့အမမင်းရလေခေါင်းရတကယ်မိုက်တယ်ဒီလက်နဲ့ကြီးက6ကန်သွားရော့အဲ့မှာမင်းရလေငါလည်းစာတက်နေပါပြီကွာမင်းရအော်ဟုတ်တယ်ကွာအပေါ်ရှောင်းသွားတာရော့အမေကိုပြောက်ချင်တာမင်းကကိုပြောက်ချင်တဲ့ကောင်လေးရော့အမအော်ရော့ပျောက်သွားသေးရဲ့ဟိရော့နော်တတိထားပြီးဆောင်းမရရော့မင်းရတယ်တတိထားပြီးဆောင်းမရဒီကောင်လေးတောင်းမရှိရော့အမ double strike စားလိုက်ရော့အမအေးအမတစ်ချက်ဒါပဲမင်းရတယ်မင်းဟိုတစ်ခေါက်တော့နိုင်ဟာကွာဒီတစ်ခေါက်မှမနိုင်ဟဲ့လားကဲရော့အမငါစကြနဲ့ပြစ်ချင်တာပဲရမယ်အဲ့လိုမထောက်လိုက်တော့ရော့အမဒီကုန်ဘူးအော်ဟုတ်တယ်ဖြောင်းနေမင်းတို့ကမဟုတ်တော့ဘူးကွာမင်းတို့ကမဟုတ်တော့ပျောက်ပြီးအောင်ပျောက်သွားသေးရဲ့ကွာအော်ဟုတ်တယ်ဟာရော့တေရော့ပါ
ကဲတက်ပိုင်ရောအမရောအမ6လောက်ကန်ရောအမရောအဲ့ဟုတ်တယ်ငါဆိုင်ပေါက်ပါတယ်ဟုတ်တယ်ကောင်းတယ်ရောငါလည်းကန်ပေါက်မယ်ရောအမရောအမအော်ငါဆိုင်ပေါက်ရရောအမဟာရောငါအောက်တွေပဲချတယ်အဲ့မှာကူနန်းနဲ့ပြင်မယ်ပေါ့နော်ကူနန်းနဲ့ပဲပြင်လိုက်တော့ဘာလို့ဆိုတော့နီးကချအောင်လေဒီကောင်ပို့ရအောင်ကျွန်တော်ဒီကောင်လက်နဲ့ကိုရပါပြီပေါ့နော်ဒီစေးပဲကဲကျွန်တော်ပေါ့နော်ဟို lens ရဲ့ကျွန်တော်ဒီဟိုလက်နဲ့ကိုကျွန်တော်ရပြီးရောနော်ဒီကောင်ဒီကြောင့် helmet ကိုပေါ့နော် helmet ကိုကျွန်တော်တို့ဒီဟိုနဲ့တက်မယ်ပေါ့နော် helmet ကိုတက်မယ်ပေါ့နော် helmet ကိုတော့ကျွန်တော်ဒီ lens ရဲ့တက်သီးနဲ့ပဲလက်သီးတောင်ခဲ့လက်သေးဟဲ lens ရဲ့လက်သေးနဲ့ဒီကောင်တက်မယ်ပေါ့နော်ဟာမက်တဲ့ဒီကောင်နာမည်ဟာမက်ဟဲမက်အော်ဟာမက်ကွာဒီကောင်နာမည်ဟာမက်မင်းလားကွာအဲ့တော့ဒီကောင်တန်ခမောင်းနေကွာရောအမဝါမင်းရအပေါ်ရကောင်တော့မင်းပေါ်ရကောင်လည်းနဲ့မင်းကိုပြန်ချရောအမအော်ရောငါ့ကိုထုတ်တယ်ရောအာရောဟုတ်ပြီရောအမဟုတ်ကဲ့ရောအမအော်ရောဒီတာလေအစီပဲလေးပဲဟဲ့ကဲအော်ရောဟုတ်တယ်ပင်းချက်ကမမီသွားဘူးဆိုရင်တော့မဟုတ်တယ်တပည့်ဖတ်ကောင်းတယ်ရောအမတရားထိုင်နေတာတရားထိုင်လို့မရအောင်ညီလေးဒီတိုက်ပွဲထဲမှာတရားလာထိုင်နေရမယ်မချစ်နဲ့သုံးမယ်ပေါ့ဟုတ်တယ်ငါ critical ထားအောင်လုပ်ရောအမကောအော်ရောငါဒါနဲ့တစ်ချက်ပြန်ထိုးပါရောအမ3ချက်ဆင်ထားတာရောအမအဲ့ကောင်၄ဘောပြတ်မှာဒါပဲဒီခေါက်တော့နိုင်သွားပြီဒီတစ်ချက်လေး AC ပဲဟုတ် lens ရဲ့လက်သေးကတကယ်ကောင်းတယ်နော်တော့ exposure ဖက်ပါတယ်information ဖက်ကတကယ်လုံးဝဒီပေါ်မြောက်သွားဟောရောငါ fast fight ကိုကျွေးသွားပြီဟုတ်တယ်ရောအမကူနန်းနဲ့ဖြစ်တယ်ဟုတ်တယ်မင်းရောအမတူနဲ့တစ်ချက်ပြန်တိုက်ရတယ်အမဟောရောငါမချစ်နဲ့တုံးတော့မလို့တော်သေးတယ်မချစ်တယ်ဟုတ်တယ်အဲ့မကြီးလွယ်အောင်လွယ်နေတယ်လို့ပဲဗျတော့ရဲ့ဒီ lens ရဲ့လက်သေးရပဲဒီ OP ဖြစ်နေလို့လာတော့မသိဘူးပေါ့နော်လက်ဟိုက lens လောက်မခတ်ဘူးရဟုတ်တယ်ကြောအမှတစ်ချက်တော့ခုတ်ပြီးတယ်အဲ့အောင်လေးဝတ်တက်ကြောအမှဟုတ်တယ်ကြောဟုတ်တယ်ဗျဒါတကယ်လွယ်တယ်ဟာအိုးမလေးဝိုးမလေးလွယ်လို့ပြောမှဆရာသမားဘိုးတော်တော်တော်ကျန်းလာဘိုးတော်တအားကျန်းနေရဒီလေးကြော်သွားပြီဟုတ်တယ်ကြောအမှဒါပဲလီဟဲမက်ဟလာဟုတ်ပါဟာမက်ကိုပြန်ပြီးတီးပေးလိုက်ဗျာဟုတ်ကဲ့t-shirt make the post ပဲဟုတ်ကဲ့ဟာမက်ကတော့တော့ဘာညာပေါ့ဘူချာဘလူးဖြစ်တဲ့ညာဖြစ်တယ်ပေါ့green sea ကတော့မင်းလည်းတော့တယ်တော့ပေးလိုက်ရပြီကဲကျွန်တော်ဒါကတော့နောက်ထပ် final boss poacher arc 3 tail of block ပဲဖြစ်ပါတယ် arc 3 tail of block ဒီမှာဖတ်တယ်ငှက်မဆန်ဆဲမေးဟုတ်ပြီဗျာ